Hello ဒီဗီဒီယိုလေးကတော့ဂျပန်မှာပေါ့နော်လုတ်ပေးရဲ့စနေနေ့ဆိုရင်ဘာလို့ဖြစ်လဲဆိုတာရိုက်ထားလေးပေါ့နေ့ကစနေနေ့မနက်ခင်မနက်ဆိုရင်နိုးလာနဲ့ကော်ဖီရင်ဆုံးတောက်ပါတယ်ကော်ဖီတောက်ရင်လည်းဟိုတွေ့တီတွေ့ပေါ့အခုကတော့ဂျင်သွားနေရပါတော့ဒီနေ့မနက်စောစောဂျင်သွားမယ်ဆိုတော့ဂျင်ကိုထွက်လာဒီဂျပန်ကလေအိမ်လေးတွေကအပင်လေးစိုက်ကြအရန်သဘောကျဒီအသီးလေးဆိုလဲလေခူးမဲ့လို့မရှိရလားမသိဘူးအမြဲအဲ့လိုတွေ့ဒါပေမဲ့ဂျပန်မှာဘယ်သူမှသူများရင်ဟာလေးပဲသူများရှည်တွေပါဆိုခူးကြအောင်ဆိုဒီတိုင်းပဲ7-Eleven နေပြီးတော့ရေနဲ့ဒီကစွန်းဥကင်ပေါ့နော်ဒါရန်စားကောင်းနဲ့ဝယ်ပြီးတော့အခုတော့ဂျင်ရောက်ပြီပေါ့2026ရောက်ကိုကတော့ဂျင်ကိုတခြားလေးဆော့မယ်ပေါ့တပတ်ကို4ရက်လောက်ဖြစ်သွားပြန်အောင်သွားပြီးတော့တနေ့ကို2 ကီလိုမီတာအနည်းဆုံးပြေးပြအောင်ပြေးမယ်လို့တော့လုပ်ထားရပါတော့။အဲ့နဲ့အခုတော့2 ကီလိုမီတာကျော်သွားပြီဆိုတော့ပြီးပါပြီ။တခြား workout တွေလည်းလုပ်ခဲ့ပါတယ်။ဒါတော့ဒီလိုဆက်လေးနေရာတိုင်းရှိအောင်အဆင်ပြေ။ရှောင်းဒီဟိုးကြီးချပူတောင်းမယ်။ဆိုတော့ဒီပစံထည့်လို့ရမှာမဟုတ်ဘူး။ပစံနဲ့လိမ့်။အော် sorry ဒီဆက်ကလေးရတော့ဂျပန်ရဲ့နေရာတော်တော်များများမှာရှိရပေါ့နော်ပတ်စံနဲ့လည်းဝယ်လို့ရတယ်လို့တစ်ခါတည်းတိုင်းလည်းကတ်တင်နဲ့လည်းဝယ်လို့ရတယ်โอเคလေးကတိုင်နေပတ်စံလိမ့်နေဆိုโอเคဝင်သွားမလားသွားဆိုရပါဆိုရင်ဒီဟိုကြည့်ချโอเค I got it အောင်မဒီမှာပြန်အနေပတ်စံဟိုလေတယောက်တည်းဆိုရှုပ်ရှုပ်ခံတာစမောလာကျွေးပြန်ရပါပြီเย้ရပါပြီမကြောက်နှစ်ခုတော့ရှိဟုတ်ကတော့မယ်ကြံလေးကိုရောက်လာပါပြီဒီပန်းကြံလေးမှာခဏစားလိုက်မယ်ဂျပန်ကိုသဘောကျတဲ့အချက်တွေဆိုရင်လေတန်ရှင်းတာနဲ့နေရာတိုင်းလို့မှပန်းကြံလေးရှိအောင်သဘောကျပန်းကြံလေးရလေးထိုင်ပြီးတော့အေးစစ်စစ်လေးမနှက်စားလို့လည်းအဆင်ပြေရဆိုလေအဲ့တော့တော်တော်လေးကိုကောင်းတယ်ပြီးရင်ကလေးတွေစောနေရဆိုလည်းနေရာတိုင်းရှိရဒါတော့မနက်ကဝယ်လာတဲ့ sweet potato ငါတို့ခေါ်တော့မေ့ဝိုင်းတဲ့ခါလေးလေးမြန်မာလိုစဉ်းစားလို့မရတော့ကစုံပြုတ်ကစုံဖို့အဲ့ဆမ်းမယ်ပန်းလေးနဲ့ကျမနဲ့မှလည်းပန်းလေးအဲ့တော့စကောင်းနေချိုးလာတယ်ဒီကစုံဖို့ကရမ်းကောင်းတယ်လေးရလည်းတိုက်နေမြန်စားပြီးတော့သွားမယ်အဲ့တော့ခုနဝယ်လာတဲ့ဟိုကြီးချပါချီယာကောင်းတယ်နောက်မှလည်းနောက်ကလူတွေပါမှာဆိုသူတို့ဗီဒီယိုလည်းပါမှကြရဘူးပြီးတော့လေဂျပန်မှာနေရင်လေတစ်ကလေးတစ်ခုရှိရပြမယ်ဗီဒီယိုလေးကိုလေဒီလိုမျိုးအိတ်လေးနဲ့ပြန်သေးသွားပါတော့ဒီမှာအမိုက်ပုံးရှာတာလည်းခက်တယ်ပြီးတော့သူတို့နိုင်ငံရန်တန်ရှင်နေတွေ့လားသူတို့လည်းအမိုက်မချအောင်သူများကြီးချာလည်းမကြိုက်ဘူးကြောင့်အမြဲလေးလူလေးအိတ်ထဲမှာအိတ်ကလေးထည့်ပြီးတော့အမိုက်လေးတည်သွားပါလို့အိတ်နဲ့အိမ်ရောက်မှပြင်မပြင်အမိုက်တောင်းတွင်ပြစ်တာမယ်အဲ့ဆိုအိမ်ပြန်လိုက်ပါမယ်ပပပန်းလေးတွေကအစောဆုံးပွင့်တာဆိုအရွက်တွေအောင်ဖွင့်နေကြည့်ဒါလည်းဆာကူရာတစ်မျိုးပဲဒီမှာတော့ရေးထားတယ်ခန်းဟိဆာကူရာဆိုတာဒီရွက်တွေအောင်ဖွင့်ဒီဟာလေးကတော့ပန်းချန်နာဖះเจ้าလေးပေါ့နော်အဲ့ကိုခဏဝင်ကြည့်ရဒီတော့အပင်လေးလာဝဲစစ်ဆက်လေးကြည့်ဟောဝင်ကောင်းလေးအခုကရာသီဥတုလေးကလေနွေးလာပြီဆိုတော့အိမ်မှာပင်လေးစိုက်မယ်ဆိုရောရှွန်းအဲ့လိုမျိုးဝါတွေပါလေပူစီနန်တို့ဘာလို့အရန်ကြိုက်တဲ့ခါကျတော့ပူစီနန်ပင်တို့ဘာလို့လာရှာတာဒီဆိုင်လေးမှာဒီဆိုင်လေးကတန်တယ်အပင်လေးလည်းစုံတယ်အဲ့လေးဝယ်မယ်နိုင်ရလည်းမရှိထားလိုက်တော့ပန်းနေရှာတာပြန်လာမချုံဝါအဲ့လေးဝယ်ကောက်တယ်ချင်းလို့တော့ရှော့ရှာနဲ့အပင်တွေပူစီနာလည်းတွေ့ပြီနည်းနည်းမင်းလည်းတွေ့ပြောလိုက်တာမမေလေးဝင်ကောင်းအောင်ဆက်ကြည့်လာမယ်ခိုင်လည်းရိုက်သေးဝင်လည်းတွေ့ဖတ်တီဟေးအကတိယာ
ပဲလာပါရဲ့အမလေးလေးတိုင်းနဲ့အယောင်းပါပဲလို့တော့ကျွန်းဝဲလာအပင်လေးပေါ့နော်နေရာချမယ်ဆိုတော့ဒီပေါ်မှာတင်လို့ရမှာမသိဘူးဟိုငှက်တီလာမှဆိုလို့လောက်ထားကြည့်လိုက်မယ်လိုလေးဖြစ်သွားပြီဒီနေ့တော့လေတိုက်နေရောဒီနားမှာပဲထားလိုက်မယ်ပြီးမှပဲဟိုဘက်တည်းရွှေ့ရောမယ် Yay welcome to my family ဒါကြတော့မြင်းခွိုင်မြင်းခွိုင်မဟုတ်ဟာမေ့သွားပြန်ပြီပူစီနန်နဲ့စင်မလားလို့လေဒီကရှုံးချိတ်တဲ့အယူက6မိုင်မိုင်းဆိုလားမသိဒီပါတရားချောဟိုမရှိလို့နာမည်မရှိလို့ဝယ်လာလေအဲ့ဒီနေ့ကတော့အပင်နေချရေမိုးချိုးပြီးတော့တငယ်ချင်းတွေနဲ့အတူတူဒီဂျပန်ရဲ့ baseball လေးအားကြည့်မယ်ဆိုရတငယ်ချင်းရင်သွားလဲလိုက်ပါတယ်အဲ့နေ့ကဂျပန်နဲ့ကိုရီးယားနဲ့ baseball ပွဲပေါ့နော်ဂျပန်မှာဆိုရင်တော့အိုတာနီကရန်နာမည်ကြီးရဲ့ဆိုတော့အိုတာနီကိုပဲအားပေးလိုက်တယ်ဂျပန်မှာနေတာဆိုအဲ့နေ့ကတော့ဂျပန်နိုင်သွားပါတယ်ရှင်စနေနေ့ကတော့လောက်ပါပဲခုကတော့အတန်းဝင်နေသေးတယ်တနင်္ဂနွေနေ့ပါလို့လာညတငယ်ချင်းတွေနဲ့ baseball ပွဲကြည့်ပြီးတော့စားတော့တာကြောင့်မျက်နှာဖောင်းကားနေပြန်ရောက်ပြီးတော့အိတ်သွားဆိုတော့အိမ်ကဒီနေ့တော့နည်းနည်းလေးရှုပ်ပွားနေဆိုတော့အိမ်ရှင်းမယ်ပြီးရင်ဒီအမာဇွန်ကနေပြီးတော့ထုတ်တရောက်တာဟုတ်ဖောက်မယ်စက်ကြည့်ပေးကြပါအောင် Super Sunday yeah นั่นလောက်ပြီးပေါ့နော်ဒါကတော့အဲ့ရခင်လေးအဲ့ရခင်လဲမယ်ဆိုရောမှားထားတဲ့ဟာရဲ့ပြီးတော့ဒါကတော့တက်ကတန်ဝင်စီဟာ glass bottle လည်းမဟုတ်ကျွန်တော် glass တင်လို့မှားလိုက်တာကိုယ်ဘူးอ่ะဒါရဲ့ဒါမဲ့သုံးမှာပဲတမ်းလိုက်ဒီ olive oil မဲ့သုံးနေရလေတော်တော်လေးကြာပြီတိလားဒါဆိုရင် extra virgin olive oil နဲ့ကိုချမရောကိုဘကျူဆိုင်ကမှာဆိုဒါပဲမှားလိုက်ပါတယ်နောက်တစ်ခုမလေးသူ့ရဲ့ packaging ကလည်းကြည့်အောင်ဒီမှာကြည့်အောင်ဒါတသေးလေးကိုဘူးရကြီးပဲဗာမျက်မှထားလဲလို့တွေ့အောင်တွေ့မိရယ်ဆုံးတော့ဖုံခါလာအဲ့ဟာလေးပေါ့နော်ဆိုရင်အဲ့ရခင်လေးလဲလာအောင်မယ်စစ်စရာလေးကြည့်အောင်ဒါတော့ຫນွေဦးရဲ့ကာလာလေးပေါ့ဒါနဲ့ကတော့ intention လုံးမယ်ဆုံးတစ်ခုမေ့နေရှွန်ဆောက်ဖတ်မယ်ဆိုရောဒီဆောက်လေးဝင်တာအဲ့လေးရောက်လာဒီဆောက်လေးကောင်းတယ်ဆိုတော့လေဖတ်လာအောင်မယ်ဒီနေ့တော့ဒီဆောက်လေး Okay ဒီနေ့အတက်တွေဆိုလေရှော်လာအောင်မယ်အဲ့ဆိုတော့6မှာပဲတက်မှာဆိုတခြားလုပ်တွေလုပ်လာအောင်မယ်ဂျပန်မှာလေဝစ်ရှော့ဇက်တို့ဘာတော့ကတော့အင်္ဂလိပ်လိုရေးရနဲ့ပေါ့နော်ဂျပန်လိုရေးထားများရင်တော့တငယ်ချင်းတယောက်လာလော်တော့ဆိုရင်သူအဲ့ဒါမဖတ်တတ်လို့ဆိုရပြဿနာတက်အဲ့ရခင်အတက်ကတော့ပြီးသွားပါပြီမနေမောလိုက်တာဒါလေးတက်ဒီဟာကြီးကခတ်တယ်တက်ကစစ်စရာလေးဒီပန်းလေးဒါလေးရွရမှန်ပါဒါတော့ရေခဲတက်တောင်တန့်ရှင်းလုပ်ထားခဏနေမှပစ္စည်းပြန်ထည့်တော့ရှည်စုံနေတယ်တော့အဲ့တော့ဆေးလေးဝင်ဝင်တာပါရှင်ဒါတော့နေ့လည်စားပါကော်ဖီနဲ့ကြက်ဦးနဲ့ဝေးရရှင်ဒီအပင်ဝယ်လာကစားပဲရှိတယ်ခူးပြီးတော့ဟင်းနဲ့ထည့်လိုက်မယ်ကျွန်တော်ချစ်စရာလေးHello ဒါကတော့ healthy ပေါ့ခုတလောဝေးချနာဆိုအလိုလေးစားပါမယ်ဒီလေးရန်ချွတ်ချွတ်ချင်းချင်းလေးစားကောင်းတယ်ဒီမှာကွယ်ဒါလေးနဲ့မရှယ်ရွှိုင်းကြည့်ပြီးတော့စားလိုက်အောင်မယ်နည်းနည်းစားနဲ့ဒီပလာတာကိုတော့ညစားနေပါတယ်အလေးကတော်တော်ဆင်ပြေလိုလေးဖြုံပါရှယ်ပဲအဲ့တော့တနေ့ကနေနေညဆိုကိုကကို romantic ဆက်ဆံလေးအလဲလောက်ထားပါတော့တကယ်ချင်းပေးထားတဲ့best bone လိုလေးပါရှင်
ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ရှင်ရွှမ်း channel လေးကို subscribe လုပ်ခဲ့ပါဦး bye bye